ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့သစ္စာရှိဖို့လိုတယ်ဘယ်အခက်အခဲတွေပဲရှိကိုယ့်ရဲ့ professional ပေါ်မှာသစ္စာရှိဖို့ဟာအလွန်အရေးကြီးကျွန်တော်တို့က company ပေါ်သစ္စာမရှိခိုင်းဘူးအဖွဲ့အစည်းပေါ်သစ္စာမရှိခိုင်းသေးဘူးကို professional ပေါ်တော့သစ္စာရှိစာရေးဆရာလို့ပြောရင်စာရေးတဲ့အလုပ်ကိုသစ္စာရှိရစိုက်ကားနဲ့နေတဲ့ဆရာကြီးကစိုက်ကားကိုချစ်ရစိုက်ကားကိုချစ်ရဒါမှအုံတော်ဖြစ်လာမယ်တိုးတက်လာမယ်အောင်မြင်လာမယ်ကိုရရနေကိုရအောင်ချစ်ရဒီနေ့မန္တလေးမှာအောင်သမားကြီးဥအောင်ဟိုတနေ့ကပဲကျွန်တော်ပန်တော့ပြောတယ်ဥအောင်ကကိုရတွေကကိုရအောင်ချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်အောင်ချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့ကိုရဆိုင်ဘုတ်ကလေးသူချိတ်ထားတယ်ကိုရရတယ်လဲ very happy ပျော်ပျော်ပါးပါးရတယ်တချင်းဆိုပြီးကိုရတယ်သူကိုရရောင်းတော့ရတယ်အဲ့တော့ဘယ်လို့အခက်အခဲတော့ရှိမယ်သို့တော့ကို professional ကိုချစ်ဖို့နဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါလူတွေအားလုံးကတော့ကျွန်တော်တို့ယုံကြည်စေခြင်းတဲ့အတိုင်းယုံအောင်တော့လုပ်လို့မရဘူးကျွန်တော်တို့ဖျားသခင်မဟုတ်ဘူးကျွန်တော်လူတိုင်းကြောက်လို့မှကျွန်တော်အောင်မြင်မယ်လို့ပြောရင်ဒင်းတိုင်းညောဟာယူပြီးတည်သွားဖို့ပဲရှိတယ်